ဘာဟုသစ္စာဟူသမျှနှင့်သိပ္ပံအပြပါပါကိုမတ်သားလေကညီသိပ္ပံအားထင်ရှားကြော်စောလျံဒီလို့ပုတ်တော်ဝါဒပြုတ်ရဲ့အဆိုမိတ်နဲ့အညီအနန္တ၅ပါးဤအဆုံးမအောက်မှာရှားဖွေလေးလာစုဆောင်းငယ်လို့လည်းပဲစိန်တူလို့ကြော်စောထင်ရှားခဲ့တာဘောကိုပဲတော့ရ မှန်ပါတယ်ဆရာဆုံးဒါကြောင့်မို့လေလူလောကမှာနေလို့ရှိရင်ဘဟုတုတ္တမရှိလို့လည်းမရဘူးခင်ဗျဟုတ်တယ်ပညာဉာဏ်မရှိလို့လည်းမရပါဘူးမှန်ဒါကြောင့်မို့ကြီးကံရှင်ဆရာတော်ဘုရားကြီးကရေးခဲ့တယ်ကိုမောရဲ့ဘလို့ရေးပါလဲလူလောကမှာနေလို့ရှိရင်တဲ့ပညာဘဟုတုတ္တမရှိလို့ရှိရင်ဘယ်ရမှမရဘူးလို့ခေါ်ခဲ့တာပဲကိုစုံမှုကြီးမမကိုပဲတော့အဲ့ဒါကြောင့်မို့လဲအသိအမြင်လုံးချင်တော်လဲကိုတွင်တုတ္တမရှိကမလျော်ဘူးတဲ့ဆရာမော်ရဲ့ ဟုတ်တာဗောပြောခြင်းဆိုခြင်းတော့လဲကိုစွမ်းကိုစမရှိကလူကြားထဲမှာရှက်เสียမို့အကွက်ဗလာတချို့နဲ့တင်းသချင်းအဖျားဖျားကိုရေးသွင်းကကြည်မြပွေအကောင်းအလာတွေနဲ့နားဆိုင်ပါစိတ်တူဝန်ကဂီတကျေအကြောင်းပြပါလိမ့်မယ် ကြားကြပါစို့